ရှိလောင်လုံးလောကမိတ်ဆွေနဲ့ပါချစ်ပွဲရှင်တကားယခုကိုတော်သိမွေစွာငါကိုဆောင်ချိန်ငါကိုကဲ့ချရှင်တဲ့မို့လည်းဖြစ်စေပါအခုချိန်မှာဒေသနာကြားနာရမယ့်အချိန်ဖြစ်ပါတယ်ဒေသနာကြားနာဟောကြားပေးမိသူအန်ဒီဒေါက်တာဒေါခင်အတွေ့ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်အားလုံးတက်ရောက်တဲ့လူတွေအကုန်လုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်မင်္ဂလာပါကျမဒီနေ့ရွေးချယ်လာတဲ့ခေါင်းစဉ်ကတော့ခရိယန်သည်လူသားတူဖြစ်သည်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်လို့လူငယ်တဲ့နှစ်ပတ်သုံးပတ်လားမသိပါဘူးကျမတာဝန်ကြတော့ကျမဘာဟောထားလဲဆိုတော့ဘဝနေနီးဆိုပြီးတော့ကျမဟောတယ်အဲ့ဒီဘဝနေနီးမှာဒေါက်တာဖြိုးစီဟာဆိုတာသူကခရိယန်မဟုတ်ခရိယန်မဟုတ်ဘဲနဲ့သူကဘာပြောလဲဆိုတော့သူကတဲ့ခရိယန်ဘာသာရဲ့သူနှစ်သက်တဲ့အကြောင်းတချို့ကိုသူကြိုက်လို့ပေါ်ပြမချင်တယ်ဆိုပေါ်ပြတယ်နံပါတ်1ကတော့ကိုဒီမော်နီကိုနေဆက်ဆံတော့သူကိုနေအမြချစ်လို့ဆိုတဲ့တစ်ချက်နောက်တစ်ချက်ကဘယ်ဘက်လက်ကလှူလို့ရှိရင်ညာဘက်လက်ကမသိစေနဲ့ဆိုတဲ့ဥစ္စာတစ်ချက်နောက်တစ်ချက်ကတော့နှိမ်ချခြင်းခရိယန်တွေကသိပြီးတော့ဟန်ပေါ်ဖြစ်တယ်ပေါ့အဲ့လိုသူဟောတယ်သူဟောတာတွေကလည်းနည်းနည်းအထောက်ထားလေးတွေပါတယ်ပေါ့လေဘယ်ဘက်လက်ကလှူညာဘက်လက်ကမသိစေနဲ့ဆိုတာသူတို့ဘုရားဘာသာတွေကဟိုအလှူလို့ရှိရင်ဘာဖြစ်တယ်ဟိုသူများကိုလှူတာကိုသူများသိစေချင်တာလည်းပါတယ်လှူတာကလည်းဟိုခါလေးကြလို့ရှိရင်အကြောင်းတစ်ခုခုကြောင့်လှူတာလည်းပါတယ်ပေါ့အဲ့လိုမျိုးရှိတာပေါ့လေဒါပေမဲ့ခရိယန်နဲ့အဲ့လိုမျိုးမရှိဘူးဆိုတော့သူကပြောတယ်အဲ့ဒါဘဝနေနီးဆိုပြီးပြောတယ်အဲ့တော့ကျမကဗာစဉ်းစားတယ်ဆိုအော်ဒီဒေါက်တာဖြိုးစီဟာဆိုတဲ့လူကလို့ခရိယန်ဘာသာကိုသူကကောင်းတာသုံးချက်တော့သူကပြောပါတယ်ကောင်းတဲ့နောက်အရေးကြီးတဲ့အချက်ကိုတော့သူကမဖော်ပြဘူးလို့အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့ကခါတယ်ဟိုအခုဆိုလူတွေကတိတ်ပြီးတော့ဟိုဒီမှာစေကြတယ်နော်တိုက်ပွဲမှာကြကြတယ်ဗါလေဆိုသူတို့ဘာရေးလဲဆိုရင်ကောင်းရာသူဂရိလားပါစီအဲ့လိုမျိုးတွေသူတို့ရေးကြကျမတို့ခရိယာမှာအဲ့လိုရေးစရာမလိုဘူးဘာလို့ဆိုကျမတို့ရဲ့ဝိညာဉ်ဟာဘုရားသခင်ကကျမတို့အတွက်ရုပ်သိမ်းပြီးသားပဲကျမတို့ဘုရားသခင်နဲ့တူတူနေရမယ်ဆိုတာကျမတို့သိပြီးသားပဲအဲ့ဒီအချက်ကိုတော့ဟိုဒေါက်တာဖြိုးစီဟာမသိဘူးလို့ခရိယာတွေကဒီသူများနဲ့မတူတဲ့အချက်၃ချက်ဆိုတာကအဲ့ဒါကိုတော့သူပြောပြတယ်ဒါပေမဲ့သေတဲ့အခါကြာလို့ရှိရင်ကျမတို့ရဲ့ဝိညာဉ်ကဘုရားသခင်စီမှာကျမတို့ထာဝရငြိမ်သက်ခြင်းနေရတယ်ဆိုတာကိုငြိမ်းချမ်းစွာနေရတယ်ဆိုတာကိုသူတို့ကတော့မသိဘူးလို့ကျမတို့စဉ်းစားတာပေါ့ဒါပေမဲ့ကျမနောက်တစ်ခုပါစဉ်းစားဆိုကဲခရိယန်ဆိုလို့ရှိရင်ခါတဲ့လောကထဲမှာနေတော့ဒုက္ခဒုက္ခတွေရောက်ပြီးတော့သေတော့မှပဲဘုရားသခင်နာရောက်တော့မလားဆိုတာအဲ့ဒါစဉ်းစားစရာပေါ့နော်ကျမတို့ခရိယန်ဖြစ်လို့ရှိရင်တစ်ဆက်လုံးဘုရားသခင်ကဒုက္ခခံမှုရွေးကောက်ပြီးတော့ဒုက္ခတွေကြော်လွန်ပြီးတော့မှကျမတို့သေလွန်တဲ့အခါကြလို့ရှိရင်ဘုရားသခင်ကကျမတို့ကိုရွေးကောက်ပြီးတော့ကျမတို့ကိုကယ်တင်ပြီးတော့ထာဝရအသက်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်တစ်ခုတည်းများရှိလို့ကျမတို့ခရိယန်လောက်ကြတာလားလို့အဲ့ဒါကိုလည်းကျမပြန်ပြီးစဉ်းစားတယ်နော်အဲ့တော့ခရိယန်ဆိုတာကတော့နော်ဟုတ်ပါတယ်သေလို့ရှိရင်ကျမတို့ကကျမတို့ရဲ့ဝိညာဉ်ကထာဝရဖျားနဲ့တူတူအော်နဲ့ကျမတို့ကယ်တင်ခြင်းရမယ်ဆိုတာကိုကျမတို့သိပြီးသားပဲဒါပေမဲ့ကဲလောကမှာအသက်ရှင်တော့ရောခရိယန်ဆိုတာဘာလဲပေါ့နော်ခရိယန်ဆိုတာကျမတို့ကြားဘူးတယ်နော်ဗာလဲကျမ်းမာချမ်းသာဘုန်းတော်ထင်ရှားဆိုတဲ့ဂိုင်းတစ်ဂိုင်းရှိတယ်
အဲ့ဒီ gain ကတော့ဟိုဒီမော့အင်္ဂလိပ်လိုက prosperity ministry လို့ခေါ်တာပေါ့ခါလေဟိုသူတို့အဲ့ဒီတရားဟောဆရာကတရားဟောလိုက်လို့ရှိရင်ဟုတ်ပါတယ်ကျမတို့ကလေးတွေပါနေမကောင်းရင်ကျမကလေးတွေငယ်တော့ကျမနေမကောင်းလို့ရှိရင်ဆရာကြီးဦးအောင်တန်းကိုခဏခဏခေါ်တယ်ဦးအောင်တန်းဆိုတာအခုတော့သိသွားပြီဟိုတော့ဟိုကလေးကတော့အသက်ကြီးနေပြီဒါပေမဲ့ကျမလည်းဦးအောင်တန်းကတော့နိုင်တာပေါ့နိုင်နေဆိုလေဦးအောင်တန်းကတော့စိတ်ထဲမှာဆရာကြီးဦးမအောင်ကတော့ဒီမှာသင်အုပ်ဆရာဆိုတော့ကျမနည်းနည်းပို့ပြီးတော့နှံ့ရှိတာပေါ့ဆရာကြီးဦးအောင်တန်းကတော့နည်းနည်းအားတယ်ဆိုတော့ဆရာကြီးကျမကလေးတွေနေမကောင်းလို့လာပေါင်းဆိုဆရာကြီးဦးအောင်တန်းလာပြီးတော့တခါဆုတောင်းအဲ့လိုပေါ့နော်ဟုတ်ပါတယ်ကျမတို့ဆုတောင်းခြင်းအဖြစ်နော်တန်ရှင်းတဲ့လူရဲ့ဆုတောင်းခြင်းကိုဘုရားသခင်နားညောင်းတယ်အဲ့ဒါကိုလည်းကျမယုံကြည်ပါတယ်ဒါပေမဲ့ဟိုဒီမှာကျမချမ်းသာဘုန်းတော်ထင်ရှားဆိုတဲ့ခိုင်းပေါ့လေ prosperity ministry ကတော့ခါဟိုဆုတောင်းလိုက်တဲ့အခါဟိုလက်ချေသေးတဲ့လူကထားလျှောက်လာတာတို့နော်နောက်ပြီးတော့ဆုတောင်းလိုက်တဲ့အခါလည်းထီပေါက်သွားတာတို့နောက်ပြီးတော့အဲ့လိုလုပ်ပေးခြင်းအဖြစ်ဘုရားသခင်နဲ့ဘုန်းတော်ထင်ရှားတယ်ပေါ့အဲ့ဒါမျိုးပေါ့နော်အဲ့ဒီဂိုင်းပေါ့ဒါပေမဲ့အဲ့ဒါဆိုရင်ရောခရိယံပဲလားလို့เนาะဒါကျမတို့ရဲ့နှိမ့်ချင်းခရိယံကတော့ဒီလိုမျိုးကျမချမ်းသာဘုန်းတော်ထင်ရှားတဲ့ gain မဟုတ်เนาะအဲ့တော့ဒီမှာဗမာပြည်လူတွေကတော့သိပြီးတော့ဟိုတင်းအကြောင်းပြောတယ်ဗာလဲ Joel Austin အကြောင်းပြောတယ် Joel Austin ကိုလူတွေကသိကြိုက်တယ်ဗမာပြည်လူတွေဆိုသိကြိုက်တယ် Joel Austin ဆိုကျမလေ Joel Austin ဆိုလို့ရှိရင်သူကအခုတော့မသိဘူးကျမနားမထောင်တော့ကြားပြီအရင်တော့ဆိုလို့ရှိရင်သူတရားဟောချက်မစခင်ဆိုသူဟာသပြောတယ်အဲ့တော့ကျမကသူ့ဟာသတွေဆိုတော်တော်ရည်ရတယ်သူ့ဟာသတွေကနောက်အဲ့တော့ကျမလည်းအများအားနားထောင်တယ်အဲ့ဒီဟာသပြီးရင်ကျမပိတ်လိုက်ရောဘာလို့ဆိုတော့သူဟောတဲ့တရားတွေကဟုတ်ပါတယ်ခါကြရှင်ကျမတို့စူးသိမ်းပေါ့နော်ဘုရားသခင်စီကသိပြီးတော့နှစ်သိမ့်ကြီးလိုတဲ့ခါတွေဆိုတော့ကျမနားထောင်ဖို့အတွက်လိုအပ်ပါတယ်ဒါပေမဲ့များသောအားဖြင့်သိပြီးတော့ခါတွေကျမချမ်းသာဘုန်းတော်ထင်ရှားပေါ့နော်ကျမတို့ဘုရားသခင်ကိုဒီလိုအကျိုးမျှော်ကိုပြီးတော့ရှစ်ခိုးနေတဲ့လူတွေမဟုတ်ဘူးဆိုတော့နော်အဲ့လိုမျိုးတော့ကျမကဟိုဒီမောအဲ့ဒီတရားမျိုးတော့ကျမမနှစ်သက်ဘူးအဲ့တော့ခရိယံဆိုတာလူပဲတဲ့နော်ကျမရွေးချယ်ထားတဲ့အကြောင်းကတော့နော်အဲ့တော့ခရိယံကကျမတို့ဒါမဲ့ခရိယံကဘာထူးလဲဆိုလို့ရှိရင်နော်ရှင်ပေတုဩဝါဒစာပထမဆောင်အခန်းကြီး၄ငယ်16မှာဘာပါလဲဆိုတော့ခရိယံဖြစ်သောကြောင့်ခံရနေမှုကရှက်ကြောက်ခြင်းမရှိစေနှင့်ထိုအမှုကြောင့်ခံရနေမှုကဘုရားသခင်ဂုဏ်တော်ကိုချီးမွမ်းစေတဲ့ကျမတို့ခရိယံဖြစ်လို့ဆိုပြီးတော့ဒုက္ခရောက်တယ်ဟိုသူများကြားထဲမှာအဆင်မပြေဘူးကျမတို့ခရိယံဆိုလို့ရှိရင်ဒီခါလေးကြောက်ရှင်ကျမငငယ်လေးတည်းကကျမမော်ဒလင်းကျောင်းမှာနေတယ်ပေါင်းသိနေရတယ်ဗုဒ္ဓဘာသာတွေပေါ့နော်အဲ့တော့ကျမတယောက်တည်းခရိယံဖြစ်တာပေါ့နော်အဲ့လိုမျိုးပေါ့နောက်ကျမကျောင်းဆေးကျောင်းတက်တဲ့ခါကျတော့အဲ့လိုဗုဒ္ဓဘာသာကြားမှာကျမခရိယံဖြစ်ရတာပေါ့အဲ့တော့ခရိယံဖြစ်လို့ဆိုပြီးတော့ကျမတို့ကနော်ဘာမှဟိုရင်းပေါ့ရှက်ကြောက်ကြမရှိဘူးတဲ့ကျမတို့ကနော်ထိုအမှုကြောင့်ခံရနေမှုကဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းမှုလို့တဲ့နော်အဲ့တော့အေးဖက်ဩဝါဒစာအခန်းကြီး2အငယ်10မှာဘာပါလဲဆိုလို့ရှိရင်အဘယ်ကြောင့်ဒီဟုကငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လည်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်သည်ကျမတို့ကခရိယံဖြစ်တဲ့ကြောင့်မလို့ကျမကောင်းသောအကျင့်ကျင့်ရမယ်တဲ့နော်ဟိုရှင်ပေကျူလည်းပြောတယ်အခုအေးဖက်မှာမန်တော်ကြီးရှင်ပေါလုကလည်းပြောတယ်ဆရာကြီးဦးမြင့်လွင်ကဘာပြောလဲဆိုဦးမြင့်လွင်ကလည်းဖုန်းကြီးလူတွေဆိုတော့သူကသိပြီးတော့ဗမာစကားပြောတတ်တယ်သူကခရိယံဆိုတာတဲ့ကောင်းတာလုပ်လို့ရွေးကောက်တာမဟုတ်ဘူးတဲ့ကောင်းတာလုပ်ဖို့ရွေးကောက်တာအဲ့ဒါသူပြောရတဲ့စကားနော်ခရိယံဖြစ်လို့ကျမတို့ကောင်းမှုကုသိုလ်တွေပြုပြီးတော့ဒီခါလူကောင်းတရားမို့လို့ဘုရားသခင်ကရွေးကောက်လိုက်တာမဟုတ်ဘူးတဲ့သူရွေးကောက်လိုက်တဲ့ရည်ရွယ်ချက်ကကျမတို့ကိုကောင်းတဲ့အလုပ်ကိုလုပ်ဖို့အတွက်ရွေးကောက်ခြင်းဖြစ်တယ်တဲ့ဒါကြောင့်မလို့ကျမတို့ကကောင်းသောအကျင့်ကိုကျင့်ဖို့အတွက်ယေရှုခရစ်ကကျမတို့ကိုရွေးကောက်တယ်အဲ့တော့ကျမတို့ကဒီလိုဆိုလို့ရှိရင်ကျမတို့ခရိယံဖြစ်တာဘာအကျိုးရှိလဲပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ကောင်းတာလုပ်ရမယ်ကောင်းတယ်လို့လည်းနေရမယ်နော်အဲ့လိုမျိုးဆိုရင်ခရိယံဖြစ်ရတာဘာအကျိုးရှိလဲနော်ကျမတို့စီမှာဘယ်သူရှိလဲဆိုလို့ရှိရင်တန်ရှင်းသောဝိညာဉ်တော်ဘုရားဝိညာဉ်ဆိုတာရှိတယ်တဲ့နော်အဲ့ဒါတော့ကျမတို့လူတိုင်းယုံကြည်တယ်နော်ကျမတို့ငယ်ငယ်တုန်းကတော့ငယ်တာလည်းပါမယ်နောက်ပြီးတော့ဟိုခေတ်တုန်းကလည်းဟိုတန်ရှင်းသောဝိညာဉ်တော်ဆိုရင်ကိုပဲကျမတို့ကနည်းနည်းကြောက်တာပေါ့အော်ဒါတန်ရှင်းသောဝိညာဉ်တော်ဂိုင်းပေါ့အဲဂိုင်းကတန်ရှင်းသောဝိညာဉ်တော်ဂိုင်းအဲ့လိုမျိုးထင်ရတာပေါ့မဟုတ်ဘူးကျမတို့ခရိယံတွေမှာတန်ရှင်းသောဝိညာဉ်တော်ဆိုတာကျမတို့နဲ့အတူတူရှိတယ်နော်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16ငယ်73မှာဘာပြောလဲဆိုကမာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါကမာတရားကိုသင်တို့အားအကျွေးမဲ့ဆွန်သင်ပြသလိမ့်မည်ထိုဝိညာဉ်တော်သည်ကိုယ်အလိုလျောက်ဟောပြောမည်မဟုတ်ကြားသမျှတို့ကိုဟောပြောလိမ့်မည်နောင်လာလက်တန့်သောအရာတို့ကိုလည်းသင်တို့အားဖော်ပြလိမ့်မည်နော်ဒါဒီစကားကဘယ်သူပြောတဲ့စကားလဲဆိုရင်သခင်ယေရှုပြောတဲ့စကားနော်
အခန်းဆက်လေးကိုဆက်ဖတ်မယ်ဆိုရင်ထို့သူသည်ငါဘုံကိုထင်ရှားစေလိမ့်မည်အကြောင်းမူကားငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည်အခန်းကြီး15မှာခမည်းတော်နှင့်ဆက်ဆိုင်သမျှသည်ငါနှင့်ဆက်ဆိုင်၏ထို့ကြောင့်ငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည်ဟုငါပြော၏အဲ့တော့ကျမတို့ခရိယန်တွေကသေမကယ်တင်ခြင်းရဖို့တခုတည်းနဲ့မျှော်လင့်မိအသက်ရှင်တာလားမဟုတ်ဘူးကျမတို့အသက်ရှင်တဲ့အခါမှာကျမတို့စီမှာဘယ်သူရှိလဲဆိုလို့ရှိရင်သန့်ရှင်းသောဝိညာဉ်တော်ကကျမတို့အတွက်အမြဲတမ်းကျမတို့ကိုမကောင်းတာလုပ်ရင်ကျမတို့ကိုနှိုးဆော်မယ်ဟာဒါတော့မလုပ်နဲ့ပေါ့နော်မဟုတ်လို့ရှိရင်ကျမတို့ကိုဒုက္ခရောက်မယ်ဆိုလို့ရှိရင်ဒုက္ခမရောက်အောင်ဖျားခရစ်တော်ကဒီသန့်ရှင်းသောဝိညာဉ်တော်ကနေပြီးတော့ကျမတို့ကိုကယ်တင်မယ်ဒါဟာခရိယန်ရဲ့ယုံကြည်ခြင်းပဲနော်အဲ့တော့ကျမပြောတဲ့စကားကိုနားထောင်ပြီးတော့ဟိုဗာလဲသန့်ရှင်းသောဝိညာဉ်တော်ခိုင်းလို့တော့မထင်ပါနဲ့ကျမကတော့သန့်ရှင်းသောဝိညာဉ်တော်ဆိုတာတကယ်ရှိတယ်ဆိုတာကိုခံစားရတယ်တဲ့ကြောင့်မလို့ကျမဖော်ပြခြင်းဖြစ်ပါတယ်လို့အဲ့တော့ဘာပြောသေးလဲဆိုလို့ရှိရင်ယောမဩဝါဒစာအခန်းကြီး15 73မှာသင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်ဤတကိုးအားဖြင့်မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းဟာယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်းမျှော်လင့်ခြင်းအရှင်ဘုရားသခင်ဒီကဲမသနာတော်မူပါစေတော့တဲ့နော်ကျမတို့ဒုက္ခရောက်တယ်ကျမတို့အစင်မပြေဘူးနော်ကျမတို့တစ်ခါကျရင်အစားနေထိုင်ရင်သိကြတယ်တော့ဖြူဖြူရွှေဆိုသိမှာပေါ့နော်အလောက်ကတစ်ဖက်နော်နေထိုင်ရတစ်ဖက်ကျမတို့အစင်ပြေတဲ့ခါတွေကြလို့ရှိရင်ကျမတို့မှာယုံကြည်သောစိတ်ရှိပြီးတော့ပေါ့နော်ကျမတို့ဝမ်းမြောက်သက်သာဖို့အတွက်ကိုသန့်ရှင်းသောဝိညာဉ်တော်ကကျမတို့ဒီကိုအားဖြင့်ကျမတို့ကိုမျှော်လင့်ခြင်းပေးတယ်တဲ့နော်ခရိယန်ဆိုတာကမျှော်လင့်ခြင်းနဲ့ကျမတို့အသက်ရှင်တဲ့လူကိုခရိယန်လို့ခေါ်တယ်တဲ့နော်ခရိယန်ဆိုတာမျှော်လင့်ခြင်းရှိတဲ့အသက်တာနဲ့အသက်ရှင်တဲ့လူကိုခရိယန်လို့ခေါ်တယ်တဲ့ကျမတို့မှာမျှော်လင့်ခြင်းအများကြီးရှိတယ်ကျမတို့ဘယ်တော့မှမျှော်လင့်ခြင်းအဆုံးမဟုတ်ဘူးနော်မျှော်လင့်ခြင်းအသက်အရေးကြီးတယ်ကျမအချိန်မရလို့တူတူပဲပြောပါတယ်လို့နော်အဲ့တော့နောက်ဆုံးပေါ့နော်အကျဉ်းချုပ်နောက်ဆုံးသက်ကဘာလဲဆိုလို့ရှိရင်ယောဟန်ခရစ်ဝင်အခန်း16ငယ်33မှာသင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီးဟုမိန့်တော်မူ၏သခင်ယေရှုဖခင်ကကျမတို့ကိုခရိယန်မို့လို့ဒုက္ခတွေကင်းပြီးတော့ယောဂါတွေကင်းပြီးတော့ကျိုးပဲ့တာတွေကင်းပြီးတော့နေရထိုင်ရေးအစဉ်ပြေပြီးတော့သွားရေးလာရေးအစဉ်ပြေပြီးတော့ထားမယ်လို့ကျမတို့ခရိယန်တွေကိုခရစ်တော်ကမကူဂတိမပေးခဲ့ပါဘူးเนาะကျမတို့ကိုဒုက္ခရအောင်မယ်တဲ့ဒါပေမဲ့မစိုးရိမ်နဲ့ခရစ်တော်ကဒီလောကကိုအောင်ပြီကျမတို့ရဲ့ဒုက္ခအလုံးကိုလည်းအောင်မြင်ပြီဆိုတဲ့ဒီဒုက္ခအလုံးကိုအောင်မြင်တဲ့အရှင်ကိုကျမတို့ကခိုးလုံကိုးစားခြင်းအဖြစ်မျှော်လင့်ခြင်းရှိတဲ့ခရိယာများဖြစ်ကြပါစေလို့အနည်းငယ်တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မျှော်လင့်ခြင်းရှိသောခရိယန်များဖြစ်ဖို့ဒေသနာဝင်ငှပြီးသွားပါတော့အန်ဒီဒေါက်တာဒေါက်ခင်အတွေ့ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့အားလုံးလည်းခွန်အားရမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အန်ဒီနေ့တော့အိမ်တော်မိသားစုဘုရားသခင်ကောင်းကြီးပေးလေဆက်လက်အသုံးပြုပါမယ်ကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်လို့ယခုအချိန်မှာကျွန်တော်တို့အားလုံးတွေ့ဆရာမဖြစ်ခုရွှေမှာအထူးဆုတောင်းပေးမှာဖြစ်ပါတယ်ဆုတောင်းဖို့ update လုပ်ဆရာများရှိပါကတင်ပြလို့ရပါပြီ